ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်နေကွက်တီးစားပြီးလည်းဖန်ခဲ့ပါတယ်။ Okay အားလုံးပဲမင်္ဂလာပါကျွန်တော်လီယိုပါ။ဒီဗီဒီယိုမှာကျွန်တော်နေလေ90ရာနေ50ဖန်အောင်ဖြစ်ပါတယ်။ဒါဆိုကျွန်တော်စပီးရစားရအောင်။လုံးနေနဲ့ကျွန်တော်နေဖူလို့မယ်ပေါ့ဗျာ။ကျွန်တော်ပေါက်တဲ့ဖူစားပြီးတော့ကျွန်တော်လည်းဖန်မယ်။ Okay ဆိုကျွန်တော်ဖူလို့ပဲရ။ Okay ကျွန်တော် CSK ပြီးပြီးတော့ကျွန်တော်ရိုးမယ်ပေါ့ဗျာ။ဖန်လို့ရတဲ့ဒီပေါက်က light တို့ပါလို့ပေါ့မစိုး။ Okay ကျွန်တော်နှိပ်လိုက်။ပြောင်းရင်ကဘာအောင်ကြီးတော့တွေ့တယ်ဗျာ။ပတ်ပတ်ဖူတော့မှာ။ဟိုးစပလင်းမပေါ့။ Okay play တယ် Okay ကျွန်တော် play ပုတ်ခုပေါက်တယ်ဗျာ play ခုပေါက်တယ်ဒါတော့ကျွန်တော် play ခုစားလိုက်ရအောင်တော့အေးလိုက်တော့မယ် Okay ကျွန်တော်ဒါအေးလိုက်ပြီဗျာဒါဆိုရပြီဒါဆိုကျွန်တော်လည်း fan နဲ့ကျွန်တော်သွားလိုက်ရအောင် let's go Okay ကျွန်တော်မှာလည်း fan နဲ့ကျွန်တော်ရောက်ပြီဗျာဒါဆိုကျွန်တော်ကွက်ယူရေးတူစီကိုမြန်မဲ့သွားလိုက်ရအောင် Okay ကျွန်တော်ကွက်ယူမယ့်နေရာရောက်ပြီဆိုတော့ဒီဘက်ကျွန်တော်စကားပြောကွက်ယူအောင်ဗျာပြီးတော့ယူလိုက်ပါမယ်Sky Iron တာကိုပြင်ရအောင်ဗျာ Okay ရောက်ပြီဗျာဒီကောင်လေးကောင်းရောက်ချက်နဲ့ကုန်လူစုပြီးသားရမယ်ရှောင်းမမီးလေးလာကုန်စုမင်းတို့ငါ့ရဲ့ပလေတိုင်းနဲ့ဆုံးပါပြီမယ် Okay ရှော့ Okay ရတုံးကြည့်မယ်စပယ်ရှော့ Okay တေးတော့ရှော့ Okay skill 1နဲ့တက်လိုက်တော့ Okay တော့အကုန်တေးပါလေးကောင်တေးပါsquat တွေပုံရမကြီးတော့ကွက်တေးဆန်းရစကွက်ပြောင်းနေကြနေရှော့ Okay စကွက်ခုလိုပြီးရရှော့ Okay စပယ်တေးပွင့်ရှော့လေးမြပိုင်းချက် Okay တော့တေးပါရောဗျာရှော့ရောက်မင်းတို့တေးတယ်လားနည်းစီတုံးမယ်ရှော့ပလေးကြကွာ Okay ရှော့အမ Okay ဒါဆိုကျွန်တော်ကွက်တေးလုပ်လို့ရပြီပေါ့ဗျာနွားလေးတစ်ကောင်ကြံနေဒီကောင်တက်သွားကျွန်တော်ကွက်တေးလုပ်မှာပေါ့ဗျာOkay တေးပါဒါဆိုရင်ကျွန်တော်ကွက်တေးလောက်ရမှာဗျာကျွန်တော်ရုံးနေကွက်တေးယူလို့ Okay ဒီကောင်ကကျွန်တော်8ကောင်ပြင်ရမှာဗျာဒီတော့ကျွန်တော်တမ်းမကောင်လေးတော့ Okay မှာဒီကောင်လေးကိုဒီကောင်ချက်နဲ့လူစုပြရရင် Okay ရောက်ရေးချက်လုံးစားလာအောင်ရှော့ Okay တော့ကောင်ပဲရှိတယ်ဟိုကောင်လွတ်နေတာရှော့ Okay ရှော့မှာစပိတ်လေးရိုက်တော့မယ်ဒီကောင်လေးတော့ရှော့မှာကုန်လေးလိုက်တော့ Okay ကောင်လေးကောင်သေးပါရှော့ရောက်ရေးကောင်လေးတေးလာမှာတင်တွေးတော့နည်းလေးပဲချင်တော့ရှော့ကုန်လေးလိုက်တော့ Okay ကွက်တစ်ခုပြီးပြီရောက်ရေးကောင်လေးတေးတော့ကောင်လေးတော့အကုန်ရှော့မရှော့လေးကရှော့ဒီကောင်နဲ့ပတ်သက်ပြီးတော့ရှော့မှာ Okay ရောက်ဒီကောင်ကျန်နေရှော့ Okay ရှော့မင်းအမကုန်ရှော့ကျန်နေမင်း play တက်ကနေတက်ပြီးမယ် Okay ဒါဆိုရင်ကျွန်တော်ရပြီဗျာ Okay ကျွန်တော်ဒါဆိုရင်ကျွန်တော် level 190မှာပြန်တွေ့အောင်ကျွန်တော်190မြန်ဖန်လိုက်ပါလိမ့်Okay ကျွန်တော် level 190တော့ရောက်ပြီဒါဆိုရင်ကျွန်တော်ကျွန်းတက်ကိုတောက်ပြီးဖန်ရအောင်ဗျာဒါဆိုကျွန်တော်ကျွန်းတက်ကိုတောက်ပြီးဖန်လိုက်ရအောင် let's go ကျွန်းတက်တော့ရောက်ပြီဒီကျွန်းမှာပေါ်3ကောင်တော့ရှိတယ်ဒီတော့ကွက်ယူမယ်ပေါ့ဗျာ Okay တော့ထောင်သားတွေကိုပြင်းရမှာပေါ့ဗျာထောင်သား8ကောင်ပြင်းရှင်ပတ်စံရတော့ဒီတောင်းလုံးလိုက်ချရအောင်ရော့မတည်လိုက်တော့ Okay တက်တယ်လေပါရော့မတည်ရော့ Okay နန်းတောင်းကြံကြီးမင်းတက်တက်လေးနဲ့တီးလိုက်တော့ဒီချက်သားကြီး Okay စတေးပါရှော့မှာပလိပိုင်းချက် Okay ကျွန်တော်တစ်ခါလို့ပြီးပြီရှော့ Okay ရှော့ပလိကောက်ကကျွန်တော်ကွက်ပြီးပြီဗျာကျွန်တော်နှစ်စားကို3ဝေးထားပြီးဖန်ခဲ့ပါတယ်ရှော့အမကုန်ရှော့ Okay တက်ပြီတယ်ရှော့ပါမစီစကီးနဲ့ဒီဘယ်နဲ့ရပြီခွာပါဒီကြီးကောင်းလေးပြောမယ်ရောကောင်းလေးလည်းတက်တယ်ပေါ့ဗျာဒီကောင်ကွက်ပြီးပြီပါရီရောဒီကောင်လေးတော့ Okay ရောတော့လည်းတောက်ပါရောဒီကျွန်တော်ဒီကောင်လေးတက်ဖို့ရှင်တော့ကျွန်တော်လေးပြည့်ရောဗျာOkay ရဆိုချင်တော့ကွက်တေးလို့ရပြီပေါ့ဗျာပြောတော့ကျွန်တော်ထောင်ဆောက်တွေကိုပြင်ရမှာထင်တာပဲဒီတော့ကျွန်တော်မစ်လေးမြင်မယ်ပြောရှင်ကျွန်တော်ကွက်ယူမယ်ဒီတော့ယူလိုက်ပြီကွက်ကစကိုတော့ချလိုက်ရ
ဒီကောင်လေးချလို့ရှိရင်ကျွန်တော်လွယ်ဦးစုံနေရှိပါတော့ဒီကောင်လေးကိုအမှ3ကောင်တုတ်တက်ပြီးရင်နောက်က2ကောင်တုတ်တက်ပြီးရင်ဒီကောင်3ကောင်ထပ်လာတော့ရှင်ကျွန်တော်ကွက်ခပ်ပြီးပေါ့ဗျာကျွန်တော်အတိုင်းပဲတက်တာโอเคဒီကောင်လေးစုပြီးစပယ်တောင်းအောင်ရောက်မှာဟေးဟောဒီကောင်လေးဒီကောင်လေးဒီလိုက်တော့ဦးချက်ကောင်လေးကိုထပ်ပြီးတက်မယ်ပေါ့ဗျာရှော့မန်ကုန်ပြโอเคရှော့အမပြီမန်အမရှော့โอเคကျွန်တော်လည်းထပ်ပြီးတက်ပြီးပေါ့ဗျာဒီရှော့โอเคရောက်ကျွန်တော်3ကောင်တက်သွားရှင်လည်းတက်ပြီးတော့မန်ပြီဆိုကျွန်တော်ပေါ်တက်လို့ရရောဗျာကျွန်တော်ပေါ်တက်အောင်โอเคမှာကျွန်တော်ပေါ်တက်မနေအောင်ရောက်ပြီဆိုတော့ပထမဆုံးပေါ်တက်မှာပေါ့ဗျာကျွန်တော်ဝါရန်လမ်းပြီအကောင်တက်မှာโอเคဆိုတော့ဒီကောင်ဟုတ်ပါပြီမှာဒီဘောမဟုတ်တော့ဒီကောင်ရေးပေးရမှာโอเคဒီကောင်အကောင်တက်မှာဒီလာမင်းကောင်နေကပ်ပြီးချတယ်ရှော့โอเคဒီကောင်လေးတော့ပေးပါ yes ဒီဟောရလေထားပြီးတော့ဖမ်းလိုက်အောင်โอเคဒီကောင်လေးပြောချင်အောင်ကျွန်တော်လည်းပဲကွက်တိထုတ်ပြရပြီဗျာဘောနောက်တစ်ကောင်တက်လို့ရတယ်ဒီโอเคတော့ဘောနောက်တစ်ကောင်တက်လို့ရတယ်တက်လိုက်အောင်ဒီဆိုဒီကောင်ကျွန်တော်ဒုတိယမြောက်ကောင်တက်မှာပေါ့နော်ကျွန်တော်ဒီကောင်တက်ဆိုကန်အောင်စင်ဒါရတယ်ပေါ့ဗျာဒါကတော့မိုက်တယ်ဆိုမိုက်တယ်တော့ဒါကတော့လိုချင်တယ်ဗျရှားပါစီစူတောင်းပြီးတက်တယ်ပေါ့ဗျာဟာမင်းတော့တက်သွားတော့ကောင်းလေးမြစ်ဖြတ်သေးဖို့ပြင်လာကျော်ဒီကောင်ခြာတိုင်းနိုင်မှာမဟုတ်ဘူးဒီကောင်နေရန်ကပ်ပြီးစပယ်တောင်းမှရအောင်ဒီကောင်နေရန်ကပ်လိုက်အောင်ကျော်ဒီကောင်လေးမယ်ကျော်အမโอเคရှော့လိုက်ဒါဆိုချင်းကျွန်တော်ကွက်ထပ်ယူပြီးဟိုဘောထပ်တက်မယ်ပေါ့ဗျာအကောင်သေးလေးဒီကောင်ကကျွန်တော်3မိနစ်နေမှာတစ်ခါပေါ်ပေါ့ဗျာโอเคဒီကောင်လေးတော့ဒီတော့ကြည့်ကြနေဟာပတ်ဖတ်ဆိုရောဟာရိုင်းဒီကောင်လေးတော့ဒီကောင်ဒါနဲ့ခုတ်ပြီးဒါမှဆွေးတင်ဖို့ဗျာရှော့မှာဟာရိုင်းလွဲဟာရောဒီကောင်မတည်လိုက်တော့မတည်သေးမာပြနေတာရှော့ပြီးရှော့ပါဒီကျွန်တော် level ထားပြီးတော့ဖမ်းလိုက်အောင် let's go အားဒီမှာတော့ပေါ်ထားပြီးတက်တယ်ပေါ့ဗျာပြီးတော့နည်းနည်းစမ်းတက်တယ်ပေါ့ဒီဘောတော့တည်ပြီပေါ့ဗျာဟောကွက်တိလို့ရပြီပါဟိုပေါ့ဒိုဖရမီကိုနော်ဒီမှာကျော်ဘာကောင်လည်းမသိရောဖေးတော့တက်မှာပေါ့နော်ကွက်ကိုလက်ခံပါပြီကျွန်တော်ရင်းလုံးနေဟိုကောင်လေးတက်တယ်ဒီလာဆိုရင်ကျွန်တော်အရန်ချမ်းနေတယ်ဒိုဖရမီကိုဆိုကောင်ပြင်းပြီပေါ့ဗျာဒီကွက်ရင်ယူလိုက်မယ်ဒီကောင်ရောင်းတက်မှာပေါ့ဗျာဒီကောင်တော့ကျွန်တော် level 7တက်မှာဗျဒီကောင်တော့တက်လိုက်အောင်အဲ့ placer နဲ့ပဲတက်ပြီးမယ်ညီလေးကျော်ဒီကောင်တော့နိုင်မယ်နေရန်ကတ်မှာနော်โอเคနေရန်အောင်ကတ်မမြင်ကြလို့ရှင်ကောင်ကဘာလုပ်လို့မရတော့ပါဟောလေးကြီးပဲဟောငါလာချမှာလားဟာရှော့ပါဟောရပါမလို့ဆောင်လို့ပြောပါရောငါတက်ပါကောင်ရှော့အားရောငါဟိုကောင်တက်ပြီပါဘာကြီးစောရမင်းကတက်တာမဟုတ်ငါပေါ်ချတာမင်းတီးပါဟောညာပါတီးပါရှော့မတီးလိုက်တော့ငါကမတီးလို့တာโอเคရှော့ပါဒီကောင်ပါရှင်တော့โอเคကျွန်တော်ကျွန်းတွေ့သွားလိုက်ရရောဗျာဒီကျွန်းတွေ့သွားလိုက်အောင်ဆိုတော့ဒီဗီဒီယိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုပြန်တွေ့ကြအောင်အားလုံးဘိုင်